ဒီနေ့ဗာပြောပြသွားမလဲဆိုတော့ဈေးလျှော့ခိုင်းတာပေါ့ဈေးဝယ်တဲ့ခါကျတော့ဈေးလျှော့လို့ရမလားလျှော့ပြီးလို့ရမလားအဲ့ဒီဟာလေးကိုမေးတာပေါ့မေးတဲ့ခါဘယ်လိုမေးလဲဆိုတော့ excuse me how much is it ဘယ်လောက်လဲ it is $200 oh it is a little expensive it is too dear dear ဆိုဈေးကြီးတာကွာ it is a little expensive ဈေးကြီးနေတယ် it is too dear ဈေးကြီးလုံးနေတယ်ကိုယ်တိုင် bargain 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 ဆိုဈေးစစ်လို့ရမလားဒါမှမဟုတ် short ပေးလို့ရမလားကိုယ်တိုင် bargain 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 ကဈေးလျှော့ခိုင်းတာပေါ့နော် bargain price ဆိုရင်တော့ short ဈေးပေါ့ bargain 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 ပေါ့နော်ဒါတွေကမြင်မှုတဲ့လူတွေလည်းမြင်မှုကြပါမမြင်မှုတဲ့လူတွေလည်းပြောပြတာဖြစ်ပါတယ်အဲ့တော့ like and follow လုပ်ပြီးတော့မှတ်ချက်ရေးပါမျှဝေပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ယခုဗီဒီယိုဒီမသိတဲ့သူတို့မျှဝေပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ် see you bye bye thank you